ချက်စီပရိသတ်တွေအတွက်သူကဘသူနဲ့မှအစားထိုးလို့မရတဲ့အတင်းကောင်းဆောင်တယောက်ဘောလုံးကိုဘသူမှမကာကွယ်နိုင်တော့ဘူးထင်ရင်တော့သူ့တယောက်ထဲကအသက်နဲ့လဲပြီးကာကွယ်ခဲ့တဲ့သူတယောက်သူကတော့ John Terry ပါကလပ်ကိုဆလီညစ်သားကလေးကစတင်ချစ်မြတ်နိုးခဲ့ပြီးချက်စီရဲ့စစ်မှန်တဲ့သွေးသားအရင်ဖြစ်လာခဲ့ပါတယ်ခန်းစစ်ပိုင်းကိုတန်တတိုင်းလိုကာကွယ်ပေးခဲ့တဲ့ခန်းစစ်မှုဖြစ်သူလို့အသင်းရဲ့ခေါင်းဆောင်ဖြစ်နှစ်ပေါင်းများစွာဦးဆောင်ခဲ့သူပါ Premier League ဖလား9ကြိမ် Champions League ဖလား1ကြိမ် Europa League 1ကြိမ်အဲ့ဒီအောင်မြင်မှုတွေရဲ့အဓိကတော့ချက်တွေထဲမှာသူ့ရဲ့ဦးဆောင်မှုကအရေးပါခဲ့ပါတယ်အသင်းမှာပါဝင်မကစားနိုင်ရင်တော့အသင်း body နဲ့အတူဖလားမြောက်ဖို့ဝစ်စုံအပြည့်အစုံနဲ့အမြဲတမ်းအသင့်ရှိနေခဲ့သူပါခန်းစင်မှုဆိုပေမဲ့အရေးကြီးတဲ့အချိန်တွေမှာဂိုးတွေသွင်းပြနိုင်စွမ်းကလည်းသူ့ရဲ့ထူးခြားချက်တစ်ခုပါတယ်ချက်စီအတွက်ဂိုးအများဆုံးသွင်းထားတဲ့ခန်းစင်မှုဆိုရင်မမှားပါဘူးအင်္ဂလန်လက်ရွေးစင်အသင်းရဲ့ကပတိန်လည်းတည့်ခဲ့ပါတယ်ကလပ်မှာသူ့ဘဝတစ်ခုလုံးကမြုပ်နှံခဲ့ပြီး2019မှာအသင်းကနေနှုတ်ဆက်သွားခဲ့ခြင်းမှာတော့ပရိသတ်တွေမျက်ရည်ကျခဲ့ရပါတယ်သူကို Captain Leader Legend လို့သတ်မှတ်ထားတာဘာကြောင့်လဲဆိုတာအခုဆိုသိလောက်ပြီပေါ့နောက်ထပ်ဘယ်ကစားသမားအကြောင်းသိလို့ပါလဲ comment မှာပြောပါခဲ့နော်